တူတက်ထားပဲ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တိမ်ပင်လေးတွေကိုမြင်နိုင်တဲ့နေရာလေးတစ်ခုပြီးတော့အာရှရဲ့ Las Vegas လို့အမည်တွင်တဲ့နေရာလေးတစ်ခုဒီနေရာလေးကတော့ကွာလာလမ်ပူမြို့ကနေပြီးတော့အရင်မဝေးပဲနဲ့ day trip တားလို့ရတဲ့နေရာတစ်ခုဖြစ်တဲ့ Chiswi Temple နဲ့ Genting Highland တို့ပဲဖြစ်ပါတယ်ကွာလာလမ်ပူမြို့တွေကနေပြီးတော့ဒီနေရာလေးကိုသွားမယ်ဆိုလို့ရှိရင်တော့ Grab ကနေပြီးတော့ Awana Skyway ဆိုတဲ့နေရာလေးကိုအလွယ်တကူထောက်ပြီးတော့တားလို့ရပါတယ်Awana Skyway ကိုရောက်ပြီဆိုလို့ရှိရင်တော့လက်မှတ်တွေကို walk-in ဝင်နိုင်တယ်လို့ Visa Master ကတ်တွေနဲ့ vending machine လို့ဆက်လေးတွေမှာလည်းကိုယ်တိုင်ကိုယ်ကျဝယ်လို့ရပါတယ်။ဒီကမစီးချင်ဆိုလို့ရှိရင်လည်းကားနဲ့ Genting Highland ထိကိုတက်လို့ရတဲ့လမ်းလေးရှိပါတယ်။ဒါပေမဲ့ကိပဲကားကတော့ပြီးတော့မြန်တယ်လို့ပြောကြပါတယ်။ဒီကိပဲကားလက်မှတ်ကကျတော့ Genting Highland ထိကိုအသွားပြန်လက်မှတ်ကိုတစ်ခါရေးဝယ်လိုက်တာပေါ့နော်ပြီးတော့ဒီအလဲမှာ Chiswi Temple ရှိတယ် Chiswi Temple မှာရက်ပြီးတော့ကိုကခဏဆင်းပြီးလို့ရှိရင် Chiswi Temple ထဲမှာလေပတ်ပြီးတော့မှ Genting Highland ပေါ်ကိုဆက်တက်လို့လည်းရပါတယ်သူကဒီပေးရတဲ့ပတ်စံကဒီအားလုံးတစ်ချောင်းစာအပြီးစီပေါ့နော်ထပ်ပေးစရာမလိုပါဘူးတချို့ကတော့ Genting Highland အပြန်ကြမှာဒီ Chiswi Temple ဝင်နေပေါ့နော်ဒါပေမဲ့မနေ့ဆော့ဆော့ကိုသွားရဲဆိုလို့ရှိရင်တော့ Chiswi Temple ကိုအရင်ဝင်လို့တော့ recommend လုပ်ပါတယ်ဒါလို့ဆိုတော့ဒီကနေပြီးတော့ကြည့်ရတဲ့တိမ်ပင်တွေကတော်တော်လှပါတယ်ရာတူတူကလည်းသူကအေးတယ်ဆိုပေမဲ့အရင်အေးနေအောင်လို့ပဲနဲ့တိမ်ပင်တွေကိုအေးစစ်စစ်ကြည့်လို့ရပါတယ်ဒီမနေ့ဆော့ဆော့သွားရဲဆိုလို့ရှိရင်လူတွေလည်းအရင်ရှင်းနေသေးတာကြောင့်မို့လို့ကိုကအေးစစ်စစ်နဲ့တင်ပယ်ထဲမှာလေပတ်ချင်တဲ့နေရာကိုအေးစစ်စစ်လည်းပဲလို့ရတယ်ဒီမှာထိုင်လို့မူဘုဒ္ဓရုပ်ပွားတဲ့တဆူလည်းရှိပါတယ်ပြီးရင်တော့ကိပဲကားနဲ့ Genting Highland ဆက်ပြီးတော့တက်ပါမယ်နော် Genting Highland ကအဝေးကနေပဲမြင်ရလိုက်ပြီဆိုတော့သူကမြို့တော်ကြီးတစ်ခုပေါ့နော်လုံးဝတောင်ပေါ်မှာဆောက်ထားတဲ့မြို့အကြီးတစ်ခုလိုပါတယ်ဒီမှာခရီးကစားကွင်းတွေရှိရယ် Fantasy Park လို့ရှိရယ်အထက်မှာလုံးဝ shopping center မျိုးလိုလည်းရှိရယ်အဲဒါကြောင့်မလို့သူကတော့အချိန်ပေးရဆိုလို့ရှိရင်ပေးတဲ့လောက်တော်တော်လေးတက်စီအနေနဲ့များပါတယ်Genting Highland မှာနောက်ထပ်နာမည်ကြီးရတဲ့တစ်ခုကတော့မလေးရှားနိုင်ငံရဲ့တရားဝင်ခွင့်ပြုလာတဲ့တစ်ခုလည်းတော့ကာစီနိုပေါ့နော်အဲ့ဒီဥစ္စာအဒီပေါ်မှာရှိပါတယ်အဲ့ဒါလည်းအရင်ကနာမည်ကြီးပါတယ်ဒီ Genting Highland ပေါ်မှာဆိုလို့ရှိရင်ဟိုတယ်တွေ shopping mall တွေ theme park တွေပြီးလို့ရှိရင်စားသောက်ဆိုင်တွေဖြော်ရွှေတွေလည်းအများကြီးရှိရပေါ့နော်ကွာလာလမ်ပူမြို့ကနေပြီးတော့အချိန်တနာရီကျော်လောက်တူရှင်ရောက်တဲ့နေရာလေးတစ်ခုဖြစ်တဲ့ဒီ Genting Highland နဲ့ Chiswi Temple ကိုလည်းတောက်လက်ကြည့်ဖို့မမေ့ကြပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်အားလုံးပဲ bye bye